ဒီနေ့မှာလည်းတကောင်းခက်ကအားကောင်းမောင်းတံပဲဘဲဆရာတယောက်ဘလို့ကြောင့်အရှင်လက်လက်အမိရှုခံရပြီးတော့နာတစ်ပါးဖြစ်လာခဲ့ရတယ်လေခြေခွဲဝမ်းနေဝဲအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်တကောင်းပြည်တရားဝါပြောနေချိန်တိုင်းပြည်ထဲမှာဦးတင့်တော်နဲ့ဒေါ်နေဆိုတဲ့လက်မယားနှစ်ယောက်ဟာတာသမီ3ယောက်ထွန်းကားခဲ့ပါတယ်အကြီးဆုံးကတော့မောင်တင့်တယ်ဖြစ်ပြီးတော့အလက်ကတော့မမြလှနဲ့အငယ်ဆုံးကတော့မထွေးဖြူတို့ဖြစ်ပါတယ်ဦးတင့်တော်နဲ့ဒေါ်နော်တို့ဟာဘဲဘဲလုပ်ငန်းလုပ်ရင်းနဲ့တာသမီ3ယောက်ကိုပြုစုလုပ်ကြွေးခဲ့တာပါတာကြီးမောင်တင့်တယ်ကြီးပင်းလာတဲ့အရွယ်မှာတော့မိဘတွေရဲ့အလုပ်ဖြစ်တဲ့ဘဲဘဲလုပ်ငန်းကိုလုပ်ကင်ခဲ့ပါတယ်။ငယ်စဉ်ကတည်းကမိဘကိုအကူအညီလုပ်ကင်ပေးခဲ့တာကတကြောင်ဘဝအကျိုးပေးကတကြောင်ကြောင့်မောင်တင့်တယ်ဟာအလွန်တန်မာပြီးအတက်ရွယ်နဲ့မလိုက်အောင်ခန္ဓာကိုယ်တန်မာထွားချိုင်းခွန်အားပလအလွန်ကောင်းခဲ့ပါတယ်။မိဖုတ်ထားတဲ့ရဲရဲနီတန်ချောင်းတွေကိုပေပေါ်တင်ပြီးလက်ဝက်လက်ကညှက်ကိုကန်ပြီးလက်ရလက်ကပိတ်တာချင်းတရားရှိတဲ့တူကြီးနဲ့ထုချက်ဟာပတ်ဝန်းကျင်ကိုပါချုပ်ချစီတယ်လို့ဆိုပါတယ်။လက်ဝဲလက်နဲ့ဆိုရင်တော့ပိတ်တာ90ရှိတဲ့တူကိုမယမနာထုနိုင်တယ်လို့လည်းဆိုပါတယ်။တနေ့တခြားမောင်တင်တဲ့ရဲ့ဓာတ်တွေဟာကောင်းမွန်မှုနဲ့ခွန်အားပလကြီးမားမှုတွေကြောင့်ဂုံတင်းကကြီးမားလာခဲ့ပါတယ်။သူ့ကိုမလိုတဲ့လူတွေကတကောင်းပြည်ရဲ့ဘရင်ကြီးကိုဂုံလျှောစကားလျှောက်တင်ကြပါတယ်။ဒီလူဟာဓာတ်လက်နဲ့လောက်ရမှာအလွန်ကျွမ်းကျင်ကြောင်းခွန်အားပလလည်းအလွန်ကြီးမားသူဖြစ်ကြောင်းဒါကြောင့်ဘရင်ကြီးထိနှံ့အတွက်စိုးရင်စရာဖြစ်တယ်လို့လျှောက်တင်ကြတော့ဘရင်ကြီးကလည်းသူ့ထိနှံ့ကိုစိုးရင်တာကြောင့်ဖန်စီဖို့အမိန့်ပေးလိုက်ပါအလွန်ရိုးသားတဲ့မောင်တွင်တဲ့ဟာမင်းပြစ်မင်းတန်ကိုကြောက်ရွံ့တာကြောင့်တကောင်းပင်ရဲ့အပိုင်းနဲ့ကင်းလွတ်ရာပုပ်ပါနယ်တဝိုက်အထိထွက်ပြေးတိမ်းရှောင်ခဲ့ရပါအဲ့လိုထွက်ပြေးတိမ်းရှောင်နေနဲ့နဂါမင်းရဲ့တမိတော်လေးနဲ့အကြောင်းပါပြီးတော့မြစ်တာတက်ဝင်ပေါင်းတင်နေထိုင်ခဲ့ပါတယ်ကာလအတန်ကြာတော့တားတော်နှစ်ပါးမွေးဖွားခဲ့ပါတယ်တကောင်းပင်ကတော့သူ့ကိုဖမ်းမရတဲ့အတွက်စိတ်မအေးနိုင်တရက်မှာတော့ဘလို့မှဖမ်းမရတော့ဥပ္ပေတံမင်းနဲ့ဖမ်းမှုကြံပါတယ်မောင်တင်တဲ့ရဲ့နမမမြလာကိုမိဖုရားအဖြစ်တင်မြောက်ပြီးတော့တီတိဆန္ဒပွဲအနှင်းခဲ့ပါတယ်ဒါကလည်းချစ်လို့မဟုတ်မောင်တင်တဲ့ကိုဖမ်းဆီးရန်အကြံတာဖြစ်ပါအဲ့နောက်ဘရင်ကြီးကမိဖုရားကိုအယုံတွင်းပြီးရခင်ကမောင်တင်တဲ့ကိုဖမ်းဆီးရန်မဟုတ်ပဲခွန်အားပလအလွန်ကြီးမားပြီးလက်ယုံဤနှလုံးဤပြည့်စုံတာကြောင့်တကောင်းမြို့ဝင်ပေးလို့၍မင်းအမိန်ဖြင့်စစ်ခေါ်ခဲ့ခြင်းတာဖြစ်ကြောင်းဒါကိုအထင်မှားပြီးထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်လို့မိဖုရားလေးတီတိဆန္ဒအနေနဲ့အခြေအနေမှန်ကိုရှင်းပြပြီးခေါ်ယူဆိုလေကြောင်းပြောဆိုစီယုံခဲ့ပါတယ်မိဖုရားလေးကလည်းအမှန်တကယ်ထင်ပြီးဝမ်းသာအားရဖြစ်သွားခဲ့တာပါသူမကိုယ်တိုင်ကတော်တဲ့ကိုလူလူပြီးအကိုဖြစ်သူထံစာပို့ခဲ့ပါတယ်စာထဲမှာတော့သူမဟာမိဖုရားဖြစ်နေပြီဖြစ်ကြောင်းမောင်ကြီးကိုလည်းအပြစ်ကင်းလွတ်တဲ့အပြင်မြို့ဝင်ရာသူပါပေးမိဖြစ်ကြောင်းညီမလေးကိုထောက်ထားပြီးပြန်လာပါတော့လို့ရေးသားထားပါမောင်တင်တယ်လည်းယုံကြည်ပြီးတော့သူ့ရဲ့ညီမလေးမျက်နှာပွင့်အောင်မြို့တော်စီကိုပြန်လာခဲ့ပါမြို့တော်ပြန်လာတော့မြို့ထဲတောင်မရောက်သေးပဲမြို့တကားအဝမှာတင်ရဲမှတ်များရဲ့ဝိုင်းဝီဖန်စီခြင်းကိုခံခဲ့လိုက်ရပါတယ်ဘရင်ကြီးကတော့သူ့ကိုရိုးရိုးတက်တာမဟုတ်ပဲစကားပဲမှာကျိုးနေရှိပြီးမိတင်ကွက်မြက်ခဲ့တာပါဒါကိုနောက်တော်တွေကနှမလေးမိဖုရားကြတော့ရင်ခွဲမတာခံစားရပြီးခင်းဖြစ်တဲ့နေရာကိုပြေးလာခဲ့ပါဘရင်ကြီးကတားဆီးပေမဲ့မရခဲ့မိဖုရားလေးကလည်းသူ့မုံကြီးရှိရာမိဘုံတွေကိုခုံချပြီးတော့တည်ခဲ့ပါအဲ့ဒီအချိန်မှာပဲညီမအငယ်ဆုံးဖြစ်တဲ့မထွေးဖြူလေးဟာလည်းသူ့အကူနဲ့အမတိဆုံးပြီဆိုပြီးမိဘုံတွေကိုခုံချသွားခဲ့ပါတယ်ဒီစကားပင်ကြီးကပဲချိန်သားတင်ခဲ့လားမောင်နှမ3ယောက်ကပဲမကျွတ်မလွတ်တာလားမသိအပင်ရိတ်အောက်ကိုဝင်တာနဲ့ကျွဲနွားလူအကုန်လုံးဒီဆုံးခဲ့ပါတယ်အဲ့ဒါကိုတကောင်းပင်ကြတော့စကားပင်ကိုအမြစ်ကနေဆွဲနှုတ်ပြီးရေထဲကိုမြှောက်ခိုင်းလိုက်ပါအဲ့ဒီစကားပင်ဟာပကံမှာတောင်းတင်နေတော့ပကံပြည့်ရှင်တေးလဲကြောင်မင်းကဆေယူစီပြီးပိုးပွားတောင်မှာထားစီခဲ့ပါတယ်အဲ့ဒီမောင်နှမ3ယောက်အတွက်လဲနန်းနန်းတစ်ခုပြုလုပ်ပေးခဲ့ပါတယ်အဲ့နန်းနန်းကိုတော့အခုချိန်ထိမာဂရီနတ်မောင်နှမရဲ့လို့ခေါ်တွင်ခဲ့ကြပါတယ်ဒါကတော့ဖဖဲမောင်တင်တဲ့နတ်မောင်နှမအကြောင်းကိုပြောပြပေးတာဖြစ်ပါတယ်ဒီနဲ့အကြောင်းအရာများရှိရင်ကွန်မန့်မှာရေးသားခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်